မိမတယောက်ကအိမ်ချမ်းဝန်းထဲမှာရွှေဖားတစ်ကောင်ကိုတွေ့တယ်။အဲ့ဒီဖားဘေးမှာရွှေငွေကြေးတွေအများကြီးရှိနေတယ်။သူမကရွှေဖားကိုယူလိုက်တဲ့အခါခဏအတွင်းမှာပဲကြောက်တုံးဖြစ်ပြောင်းသွားတယ်။မိခင်ကြီးကသူမရွှေငွေတွေကိုဖျောက်ထားတယ်လို့ထင်ပြီးခေါင်းတစ်ချက်ထိုးတယ်။အဲ့ဒီနောက်မိမကရွှေငွေတွေကိုပါဇက်ကနေထုတ်လိုက်တယ်။သူတို့ကသူမငွေတွေကိုမျိုးထားတယ်လို့ထင်ပြီးထပ်မံရိုက်တယ်တကယ်ပဲထပ်ပြီးငွေတွေထုတ်လာတယ်။ဒါကြောင့်သူတို့ကသူမကိုနာကျင်စေတိုင်းငွေထုတ်နိုင်တယ်ဆိုတာကိုသိလာတယ်။အဲ့ဒီနေ့ကစပြီးသူမကိုနေတိုင်းနာကျင်စေကြတယ်။အဲ့ဒီငွေတွေကြောင့်သူတို့ကကြေးရွာထဲမှာအချမ်းသာဆုံးမိသားစုဖြစ်လာတယ်။သူမခင်မွန်းတောင်အိမ်ကြီးချင်းမိမနဲ့တခြားဆက်ဆံရေးတစ်ခုရှိလာတယ်။နောက်ဆုံးမှာမိမကကိုမအခြေအနေနဲ့ဝင်သွားတယ်။မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့သူမပြန်လဲမွေးဖွားလာတယ်ဆိုတာသိလာတယ်။ရွှေဖားကိုတွေးတဲ့နေ့မှာပဲသူမကမိခင်ကြီးကိုမိုးမောင်ကိုကြောက်တယ်လို့ပြောပြီးသူတို့ကိုလိုက်လာခိုင်းတယ်။အိမ်ချမ်းဝန်းထဲရောက်တဲ့အချိန်မှာရွှေဖားကပြန်ပေါ်လာတယ်။သူမကချက်ချင်းမိခင်ကြီးကိုဖားကိုယူခိုင်းတယ်။အိမ်ပြန်ရောက်တဲ့အခါမိဘကြီးကဖားကိုကြေးရွာကောင်းဆောင်စီပေးမယ်လို့ပြောတယ်။ဒါပေမဲ့သူမကဖားပတ်ဆက်ထဲမှာရွှေငွေတွေရှိတယ်လို့ရည်ရွယ်ပြီးပြောတယ်။ဖခင်ကြီးကစူးစမ်းကျင်စိတ်နဲ့ကန်ကြည့်တယ်မိခင်ကြီးလည်းအတီးပြုတ်လိုက်ပြီးအဲ့ဓာတွေကတကယ်ရွှေငွေတွေဖြစ်တယ်လို့သိလာတယ်။အဲ့ဒီအချိန်မှာခင်မုန်းပြန်လာပြီးငွေတွေကိုထိလိုက်တဲ့ခဏအတွင်းမှာပဲငွေတွေကလုံးဝပျောက်သွားပြီးဖားကကြောက်တုံးဖြစ်သွားတယ်။မိခင်ကြီးကသူမကိုပြဿနာလုပ်တယ်လို့ထင်တဲ့ခင်မုန်းကဒေါသထွက်ပြီးလက်ဖက်ရည်ခွက်တစ်လုံးကိုသူမစီပစ်လိုက်ပေမဲ့မတော်တဆမိခင်ကြီးကိုထိသွားတယ်။အဲ့ဒီနောက်မိခင်ကြီးကရွှေငွေတစ်ခုကိုပါဇက်ကနေထုတ်လိုက်တယ်။သူတို့ကမတော်တဆငွေတစ်ခုကိုမျိုးထားတယ်လို့ထင်တယ်။ငွေတွေကိုရှာနေစဉ်သူမကစပွဲပေါ်မှာတံမဏိလေးတစ်ခုကိုလှုပ်ဝက်ထားတယ်ထို့နောက်မိခင်ကြီးကိုအဲ့ဒီနေရာမှာငွေရှိတယ်လို့ပြောတယ်မိခင်ကြီးကလက်ကိုဖြတ်မိတဲ့အခါထပ်ပြီးငွေတစ်ခုထုတ်လိုက်တယ်။အခုတော့ခင်မုန်းကသူ့မိခင်ရင်ထဲမှာငွေတွေရှိနေတယ်လို့ယုံကြည်လာတယ်။သူကမိမကိုမိခင်အတွက်ရေတစ်ခွက်ယူလာခိုင်းတယ်မိမကရင်နွေးလိုမျိုးလုပ်ပြီးမိခင်ကြီးလက်ပေါ်ကိုတွန်းချလိုက်တယ်မိခင်ကြီးကစကားပြောမလို့ရှိနေတော့ထပ်ပြီးငွေတစ်ခုထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာသူမကမိခင်ကြီးနာကျင်ခဲ့တဲ့အချိန်တွေကိုပြောပြတယ်ဖခင်ကြီးနဲ့ခင်မုန်းကအရာအလုံးကိုနားလည်သွားတယ်မိခင်ကြီးကနာကျင်တဲ့အချိန်မှသာငွေထုတ်နိုင်တယ်ဆိုတာသိလာတယ်။ဖခင်ကြီးကမိခင်ကြီးကိုထိုးတယ်တကယ်ပဲငွေတစ်ခုထုတ်လာတယ်သူတို့အရန်ပြောသွားတယ်ခင်မုန်းကထပ်ပြီးပြင်းပြင်းထန်ထန်ရိုက်တယ်မိခင်ကြီးကတခါတည်းငွေ3ခုထုတ်လိုက်တယ်။မိမကပြောတယ်နာကျင်မှုပိုကြီးလေငွေပိုထွက်တယ်။ဒီစကားကိုကြားပြီးနောက်ခင်မုန်းကချက်ချင်းတံမဏိတစ်ခုကိုယူပြီးသူ့မိခင်ဘောကိုဖိချလိုက်တယ်